ဒါကျွန်တော်ဒီနေ့သွားကြည့်ဖြစ်တဲ့အခန်းလေးတစ်ခန်းမှာအခန်းလေးကတော်တော်လေးမိုက်တယ်ပြင်ထားတာလေးကအခန်းအရန်ကျယ်ပြီးတော့မဟုတ်12ပေခွဲပေ90ဟိုမှကျွန်တော်ဒီမိသားစုတစုတော့ကောင်းကောင်းနေလို့ရအောင် decoration လေးတက်တက်ရက်လုပ်ထားတဲ့အခန်းလေးတော့အခန်းတစ်ခန်းဖွဲ့ခြင်းရှေ့မှာတစ်ခန်းထပ်ဖွဲ့လို့ရတယ်ဒါပေမဲ့လောလောဆယ်တော့အိမ်ခန်းတစ်ခန်းဖွဲ့ထားတယ်ကျွန်းပါကိုရီးယားပါကီတွေတိတ်လုံးခင်းထားတယ်မျက်နှာကျ decoration တွေလုပ်ထားတယ်ရေလိုင်းမီလိုင်းတွေအသစ်ပြန်ရိုက်ထားတယ်ဆေးရလည်းအသစ်ပြန်လုပ်ထားတဲ့အခန်းလေးပြဒါ kitchen ထဲမှာဆိုရင်လည်းကြွေပြားခင်းထားတယ်ကြွေပြားကိုမျက်နှာကျက်ထိရောက်တဲ့ထိကိုကြွေပြားကြီးကတ်ထားတယ်ရေချိုးခန်းအိမ်သာတက်တက်ကြီးပါမယ် pressure pan ပါမယ်ဒါ kitchen cabinet လေးပါမယ်ပေါ့နော်ဒါရေချိုးခန်းလေးပါသူအောက်မှာရေကန်နဲ့ pressure pan နဲ့ဟိုဘက်ကကျတော့အိမ်သာပါဘူတိုင်းအိမ်သာလေးထည့်ထားတယ်အဲဒီနောက်မှာတော့ emergency ရေပေါ်ထွက်ပေါက်လေးရှိပြန်ဒီအခန်းကစမ်းချောင်းမြို့နယ်ဇလွန်လမ်းထဲမှာရှိတဲ့အခန်းမှာဇလွန်လမ်းကကျတော့ကျွန်တော်ဒီခွာစည်းနယ်နေမြဗဟိုလမ်းဘက်ကနေဝင်လို့ရတယ်အခန်းကျယ်ဝင်12ပေခွဲပေ90ရှိတယ်တရင်လုံးပြင်ဆင်ပြီးသားအဲကွန်းလေးတစ်လုံးပါမယ်တန်မန်းဆန်းရှိပတ်ပတ်လည်းထည့်ရတယ်ရောင်းမဲ့အလွှာလေးက4လွှာပါရောင်းမဲ့ဈေးက3800နည်းနည်းပါညှိနှိုင်းပြီးရောင်းမိမယ်လို့တော့ပိုင်ရှင်ကပြောပါတယ်ဒီကောင် BCC တော့မပါဘူးခင်ဗျာ BCC ပါတဲ့အခန်းဆိုရင်3000နီးလောက်ခေါ်ကြပြီပေါ့နော်သူ BCC မပါတဲ့အတွက်3800ကိုနည်းနည်းပါညှိနှိုင်းလေးခေါ်ထားပါတယ် BCC မရှိလဲလူနေလို့ရပါတယ်ခင်ဗျာအကုန်လုံးလဲနေကြတဲ့အခန်းမှာကြည့်နေတယ်ဆိုကျွန်တော်ဖုန်းဆက်ပြီးဆက်သွယ်လို့ရ